2026 ခုနှစ်နိုဝင်ဘာလ28ရက်တောက်ကြနေ့နနက်ပိုင်း9:36 မိနစ်ထိုင်းနိုင်ငံချင်းမိုင်မြို့ဒေါက်တာထွန်းဝင်းဒေါ်မိုးခိုင်တို့၏နေအိမ်၌ပညာဝါဒပဋ္ဌာန်းတရားတွေသာသနာ့နှင့်အញ្ញမြညာအပိုင်းအားဆက်လက်၍မျှဝေပူဇော်ဆွေးနွေးခြင်းအဲ့တော့မုံမုံရည်နဲ့ဆရာလေးကနှွေးသွားအောင်လို့နှွေးတဲ့အနေနဲ့သာဇာတသဟဇာတကိုဘယ်ထိပူဇော်မလဲဆိုရင်ဆရာလေးရိုက်ကြမယ်နော်။ဘာဖြစ်လို့လဲဆိုတော့အချိန်ကလည်းမိနစ်20လောက်အတွင်းမှာကားတစ်စင်းကလေတော့ပုံမျိုးချက်ချင်းထွက်လို့မရဘူးပူအောင်လုပ်ပါမယ်အဲ့လိုနော်။ဒီမှာဘုရားရှိခိုးလိုက်နော်။နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမန္တရပစ္စယောသဟဇာတပစ္စယောအညဉာညပစ္စယောနိတယပစ္စယောဥပါဒိယပစ္စယောဥရိဇာတပစ္စယောသစ္စာဇာတပစ္စယောအာရိဝဏပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောအင်္ဂရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောတတ္တယုဒပစ္စယောဝိပယုဒပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဝိကာရပစ္စယောအဝိကာရပစ္စယောဒီโอเคအဲ့တော့သဟဇာတမှာအချိန်ကို save လုပ်တဲ့အနေနဲ့ပထမပိုင်းမှာတွေ့လား1 2 3ဆိုတာလေးထိပဲပူဇော်ကြမယ်နော်ဒီမှာပြရကုသလောဓမ္မောကုသလတဓမ္မတာသဟဇာတပစ္စယေနာပစ္စယောကုသလောဧကောခန္နောတိဏ္ဏနံခန္ဓာနံသဟဇာတပစ္စယေနာပစ္စယောတယောခန္ဓာဧကတခန္ဓာတာသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံသဟဇာတပစ္စယေနာပစ္စယောကုသလောဓမ္မောအပြာကတဓမ္မတာသဟဇာတပစ္စယေနာပစ္စယောကုသလာခန္ဓာစိတ်တသမုဒ္ဒနာနုပါနံသဟဇာတပစ္စယေနာပစ္စယောကုသလောဓမ္မောကုသလတာသာအပြာကရသသာဓမ္မတာသဟဇာတပစ္စယေနာပစ္စယောကုသလောဧကောခန္နောတိဏ္ဏနံခန္ဓာနံစေတသမုဋ္ဌာနသာရူပနံသဟဇာတပစ္စယေနာပစ္စယောတယောခန္ဓာဧကတခန္ဓာတာစေတသမုဋ္ဌာနစေတသမုဋ္ဌာနသာရူပနံသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံစေတသမုဋ္ဌာနသာရူပနံသဟဇာတပစ္စယေနာပစ္စယောအကုသလောဓမ္မောအကုသလတဓမ္မတာဆရာလေး3ထိပဲပြောတာဟုတ်နော်3ထိပဲပြောတယ်ဆိုတော့အခုတခုပြောပြမယ်အဲ့မှာတခုမှထားဖို့ကလေ3113နှစ်ဆိုကြည့်3113နှစ်နောက်ပြီးတော့3113နှစ်ပြီးတော့ဧကောခန္ဓာတိဏ္ဏနံခန္ဓာနံဧကောခန္ဓာတိဏ္ဏနံခန္ဓာနံသဟဇာတတိဏ္ဏနံခန္ဓာနံသူကလေနာမခန္ဓာ၄ပါးကြာလို့ရှိရင်သူက၄ခုပါလေသူကခွဲလို့မရဘူးဆိုတော့တစ်ဆိုရင်ဧကောလေဧကောတစ်ဆိုရင်ဘုဘကဘယ်လောက်ကျန်လဲ3တစ်ကခန္ဓာထားလိုက်3တစ်ကမဟာဘုတ်ကိုပြောတာမဟာဘုတ်ကကျတော့သူ၄ပါးရှိတာမဟာဘုတ်၄ပါးကျတော့သူကတစ်ခုကကျန်တဲ့3ခုကိုကျေစုပြုတယ်ဆိုရင်ကျန်တဲ့3ခုကလည်းတစ်ခုကိုပြန်ပြီးကျေစုပြုတယ်အဲကြောင့်မလို့3 1 3နော်ပထဝီကြောင့်အာဘောတေဇောဝါယောဖြစ်ရတယ်အာဘောတေဇောဝါယောကြောင့်ပထဝီရဖြစ်ရတယ်အဲ့မှာလှည့်လို့ရတယ်ဒီ1နဲ့ဒီ3တခါဒီ1နဲ့ဒီ3ပေါ့ဒီ1နဲ့ဒီ3ပေါ့နော်အဲ့ဒါ3 1 3သွားတယ်လည်းပေါ့အဲ့နောက်ကခွဲလိုက်တော့နှစ်ခုကြောင့်နှစ်ခုကိုပြန်ကျေစုပြုတယ်နားလေလိုက်အဲ့တော့ဒါကြောင့်မလို့3 1 1 3 2 2ပြောတာနော်အဲ့ဒါတွေကဘယ်လေးတွေမှာပါလဲဆိုရင်သူအတူတကွတွေဖြစ်ရတယ်အတွက်ကြောင့်မလို့သူကသဟဇာတမှာလည်းပါတယ်သဟဇာတမှာပါတယ်ဒီနည်းနည်းကြော်လိုက်မယ်နော်ကြော်လိုက်မယ်ဆိုတော့ဘယ်သွားမလဲဆိုတော့ဒီဆိုတော့
နှစ်အောက်ကဟိုအရှိကြီးကိုသွားကြရအောင်အခုတလောလိုက်ဆိုင်ပါအခုတလောဓမ္မောအခုတလသာသာအပြာကတတသာဓမ္မတာသဟဇာတပစ္စည်းနာပစ္စယောအခုတလောဧကောခန္ဓာဒိဏနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောဝိခန္ဓာဒွိနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောအဗျာကတောဓမ္မောအဗျာကတတဓမ္မတာသဟဇာတပစ္စည်းနာပစ္စယောဝိပါကအဗျာကတောကရိယာဗျာကတောဧကောခန္ဓာဒိဏနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောအဗျာကတောဓမ္မောအဗျာကတတဓမ္မတာသဟဇာတပစ္စည်းနာပစ္စယောဝိပါကဗျာကတောကရိယာဗျာကတောဧကောခန္ဓာဒိဏနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စည်းနာပစ္စယောပတိတန်တန်ဒေခနေဝိပါကဗျာကတောဧကောခန္ဓာဒိဏနံခန္ဓာနံကတတသရူပနံသဟဇာတပစ္စည်းနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာကတတသရူပနံသဟဇာတပစ္စည်းနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံကတတသရူပနံသဟဇာတပစ္စည်းနာပစ္စယောခန္ဓာဝိထုတာသဟဇာတပစ္စည်းနာပစ္စယောဝိထုခန္ဓာနံသဟဇာတပစ္စည်းနာပစ္စယောဧကံမဟာဗုဒ္ဓံဒိဏံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓတာသဟဇာတပစ္စည်းနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောမဟာဗုဒ္ဓစေတသမုဋ္ဌာနံရူပနံကတတရူပနံဥပါဒရူပနံသဟဇာတပစ္စည်းနာပစ္စယောပါဠိရံဧကံမဟာဗုဒ္ဓံဒိဏနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောတယောမဟာဗုဒ္ဓသာဧကတာမဟာဗုဒ္ဓသာသဟဇာတပစ္စည်းနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စည်းနာပစ္စယောအဟာရသမုဋ္ဌာနံဧကံမဟာဗုဒ္ဓံဒိဏနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောတယောမဟာဗုဒ္ဓတာဧကတာမဟာဗုဒ္ဓတာသဟဇာတပစ္စည်းနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စည်းနာပစ္စယောဥရုသမုဋ္ဌာနံဧကံမဟာဗုဒ္ဓံဒိဏနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓတာသဟဇာတပစ္စည်းနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စည်းနာပစ္စယောအတေယတတနံဧကံမဟာဗုဒ္ဓနံဒိဏနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓတာသဟဇာတပစ္စည်းနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စည်းနာပစ္စယောမဟာဗုဒ္ဓကထာရူပနံဥပါဒရူပနံသဟဇာတပစ္စည်းနာပစ္စယောအဲ့တော့ဟုတ်အမြန်ပြောပြမယ်။ तू ကနန်းဆိုရင်နန်းခန္ဓာဘယ်နှပါရှိလဲ၄ပါ၄ပါနမခန္ဓာ၄ပါနမခန္ဓာဘယ်နှပါလဲ၄ပါเนาะအဲ့တော့ခန္ဓာ၅ပါးမှာနမခန္ဓာ၄ပါဆိုတော့ကျန်တာပါတော့ခန္ဓာရုပ်ဟုတ်တယ်ယူပခန္ဓာเนาะနမခန္ဓာ၄ပါရုပ်နဲ့ယူပခန္ဓာတစ်ပါးပေါင်းတော့၄နဲ့1နဲ့ပေါင်းတော့ငါခန္ဓာ၅ပါးကြားမှုရနော်ခန္ဓာ၅ပါးရုပ်နာမယ်ခန္ဓာ၅ပါးပါတော့ရုပ်နာမယ်ရုပ်နာနော်အဲ့တော့မှ तू ကရုပ်ကြရင် तू ကလေ
အရန်အခြေခံကြတာမဟာဘူတမဟာဘုတ်လေးပါအခြေခံကြတဲ့အကျဉ်းဆုံးအခြေခံပြမယုတ်ကြီးရပါလေမဟာဘုတ်လေးပါနော်မဟာဘုတ်ကဘယ်နှပါလဲ၄ပါဟာစိုးစိုးကပြောတော့အဲ့ဒီ၄ဟာ3113နှစ်နဲ့3113နှစ်နဲ့ဆိုရင်ရုပ်ကိုပြောတာလားနာမ်ကိုပြောတာလားနာမ်ကိုပြောတာဗျာဟုတ်ရဲ့လားရုပ်ကို3113နှစ်ဆိုတော့3နဲ့1ရပေါင်းနဲ့4ဖြစ်နေပြီနှစ်နဲ့နှစ်နဲ့ပေါင်းတော့4ဖြစ်နေပြီ3113နှစ်ဆိုရင်မဟာဘုတ်ကိုပြောတာလားနမခန္ဓာ၄ပါးပြောတာလားမဟာဘုတ်ကိုပြောတာအဲ့တော့မဟာဘုတ်တွေကသူ့ဟာသူဟိုအချင်းချင်းဟိုသူ့ဟာသူသဟဇာတကျေစုပြုမယ်ဆိုလို့ရှိရင်မဟာဘုတ်တွေကဘယ်လိုပြုလဲ3113နှစ်နဲ့3113နှစ်မှတ်ထားနော်ပြောနေ3113နှစ်ဆိုရင်မဟာဘုတ်အဲ့တော့ဒါနံကိုပြောတာမဟုတ်နံကြတော့ तू က9ခု9ခုဆိုတော့9ခုဆိုတော့ तू ကsorry နံကြတော့နမခန္ဓာ4ပါ4ပါဆိုတော့သူတို့ကျေစုပြုမဲ့4ပါကျတော့ဘယ်လိုပြောလဲဆိုတော့ဧကံဧကောခန္ဓာဒွေတိဏ္ဏခန္ဓာနံဧကောခန္ဓာတိဏ္ဏခန္ဓာနံတယောခန္ဓာနောက်ဒွေခန္ဓာဒွေနံခန္ဓာနံနော်သူကကျတော့ဘယ်လိုပြန်ကျေစုပြုမလဲဆိုရင်1နဲ့3နဲ့1နဲ့2ခုနဲ့2ခုနဲ့နော်အဲ့ဒါကသူကသဟဇာတကျရင်သူကသဟဇာတကြလို့ရှိရင်သူကရုပ်တရောနာမ်ရောကျေစုပြုတယ်အညမညာကျတော့သူကနာမခန္ဓာတွေကြီးပဲကျေစုပြုတယ်နော်အဲ့တော့ဘာမှလည်းတိတ်တော့နားမလဲဘူးဆိုတော့တခုပဲမှတ်ထားနာမခန္ဓာဘယ်နှပါလဲနာမခန္ဓာက၄ပါအဲ့တော့ခန္ဓာစုစုပေါင်းခန္ဓာဘယ်နှပါလဲ၅ပါနာမခန္ဓာ၄ပါဆိုကျန်တဲ့တစ်ပါးပါရုပ်နဲ့ယူဘခန္ဓာနာမခန္ဓာ၄ပါးယူဘခန္ဓာတစ်ပါးခန္ဓာ၅ပါးဆိုနာမခန္ဓာ၄ပါးယူဘခန္ဓာတစ်ပါးခန္ဓာ၅ပါးဟုတ်ပြီနော်နာမခန္ဓာ၄ပါးယူဘခန္ဓာတစ်ပါးခန္ဓာ၅ပါးဟုတ်ပြီအဲ့တော့နာမခန္ဓာ၄ပါးမှာကျတော့ तू ကဧကံဧကောခန္ဓာတိဏ္ဏခန္ဓာနံဆိုဧကောခန္ဓာတိဏ္ဏခန္ဓာနံတယောခန္ဓာဧကတခန္ဓာတယောခန္ဓာဧကတခန္ဓာဒွေခန္ဓာဒွေနံခန္ဓာအေးဟုတ်ပြီအဲ့တော့ပြန်ဆိုမယ်နမခန္ဓာ၄ပါးကျေစုပြုပုံကဧကောခန္ဓာတိဏ္ဏခန္ဓာနံတယောခန္ဓာဧကတခန္ဓာဒွေခန္ဓာဒွေနံခန္ဓာနံအဲ့ဒါနံခန္ဓာသဟဇာတဖြစ်နေကျေစုပြုနေအညမညာလဲ तू ကထိုက်ပြီးကျေစုပြုနေတယ်ရုပ်ကြတော့ तू ကသဟဇာတထဲမှာဘယ်လိုကျေစုပြုနေဆိုတော့ရုပ်ကြတော့ယူဘခန္ဓာကတော့ဘယ်နှပါတော့ယူဘခန္ဓာခန္ဓာ၅ပါးထဲမှာဆိုယူဘခန္ဓာတစ်ပါးအဲ့ယူဘခန္ဓာအကုန်ရုပ်တွေကြီးပဲအဲ့ရုပ်တွေထဲမှာမဟာဘုတ်ကဘယ်နှပါလဲမဟာဘုတ်က၄ပါအဲ့ဆိုပထဝီတေဇောအာဘောဝါယောဟုတ်တယ်ပထဝီတေဇောအာဘောဝါယောသူတို့ကလည်းတဲ့သဟဇာတအချင်းချင်းကြတော့၄ခုဆိုတော့၄ခုဆိုတော့3 1 1 3 2 2ကိုသူဘယ်လိုသွားလဲဆိုရင်လိုသွားတော့ဟိုခန္ဓာလို့ပြောရင်နာမ်ကွယ်ဧကတမဟာဗုဒ္ဓတာဆိုရင်မဟာဘုတ်ဧကတမဟာဗုဒ္ဓတာဆိုရင်မဟာဘုတ်ဆိုတော့ဧကတခန္ဓာဧကတမဟာဗုဒ္ဓတာဧကတဒီဧကတမှာတယောဆိုမယ်တယောမဟာဗုဒ္ဓတယောဆိုကြရဘယ်နှပါလဲသိလားတတိယတတွေပါမှန်တယောဆိုရင်၃ပါးကိုတော့မဟာဗုဒ္ဓမဟာဗုဒ္ဓသည်ဧကတတပါးသောမဟာဗုဒ္ဓတာမဟာဗုဒ္ဓနော်တယောမဟာဗုဒ္ဓဧကတမဟာဗုဒ္ဓတာဆိုတယောမဟာဗုဒ္ဓဧကတမဟာဗုဒ္ဓတာတယောမဟာဗုဒ္ဓဧကတမဟာဗုဒ္ဓတာပြီးတော့ဧကမဟာဗုဒ္ဓဧကမဟာဗုဒ္ဓတိဏ္ဏမဟာဗုဒ္ဓဧကံတခုသောမဟာဗုဒ္ဓမဟာဗုဒ္ဓတိဏ္ဏသုံးပါးကုန်သောမဟာဗုဒ္ဓနဲ့မဟာဗုဒ္ဓပါဆိုတော့ပထဝီတစ်လုံးကကျန်တဲ့၃လုံးကိုနော်အဲ့တော့1နဲ့3နဲ့3နဲ့1ရဲ့တစ်ခုချင်းကျေးဇူးပြုတော့ဆိုကြည့်ဒွေမဟာဗုဒ္ဓဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနဲ့အဲ့တော့အပြေးတစ်ပိုင်းနဲ့15မိနစ်20ပြည့်ပါပြီဒီတော့ဘာကြံလဲပြောခေါင်းထဲမှာဒီဆရာလေးနဲ့ဆရာလေးပြောထုံးဆိုင်ရဧကံမဟာဗုဒ္ဓနဲ့ဆိုရင်ပြီးတော့ရွတ်လိုက်တာဧကံ1တို့ပါဆိုဆရာလေးခွဲခြားပြတာမှာ1 3ဆိုတာအကျိုးပြုတာ1နဲ့3နဲ့သွားတယ်3နဲ့1နဲ့သွားတယ်ပြီးတော့ခုမှသိတာလေ
ဟုတ်ပြီပြီးတော့ တရောဆိုတော့ပြီးတော့တရောလိုပဲစီတာလေတတရ တရောဆိုထိုးတဲ့တရောလည်းချင်နေဦးမယ် အဲ့ဒါဆိုတရောဆိုဆိုလိုက်တာပဲပေါ့တရောဆိုအခုကျတော့ဟိုဆရာလေးပြောမှတတရဆိုတာသိပါလား 3ဆို3တရောဆိုတာ3ခုနော်တတိယနံတို့တိကာတို့တရောတို့ဆိုတာအတန်လေးကိုဖမ်းရတယ်ပြီးတော့3ပါးဟာဘာကိုလုပ်လဲ 3ပါးတော့ဟို တဘာကို ကျန်တဲ့လူတဘာကိုဆိုဖြစ်တာ ဟုတ်တယ်အဲ့တော့3နဲ့ဟုတ်တယ်ဟိုသူဖြစ်အောင်အတူတူလိုက်ဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့အဲ့3 1 1 3 2 2ရဲ့3 1 1 3 2 1 3 2 2ရဲ့ဟိုနန်းခဏလေးပါကြတော့ဟိုတိဏ္ဏနံ ခန္ဓာနဲ့ ခန္ဓာနံတိဏ္ဏနံခန္ဓာနံတရောခန္ဓာတရောခန္ဓာဧကတခန္ဓာဒွေခန္ဓာ ဒွိနဲ့ ဒွေနံခန္ဓာအဲ့ဒါလေးပဲမှတ်ထားတော့ကဲတော်ပြီတာဒု သာဓုပါဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာ